พยาทานในติสาชิเชนกูดีนี่เวงหาไหมเนาะ faithfulness to God เนาะพยาทานในติสาชิเชนอายานยีจีเลยพยาตะคิงะติสาชิเดตูกูโลชินเนဒီမှာရှိတဲ့သူတွေရောတစ္ဆာရှိတဲ့သူလိုချင်သလားတစ္ဆာမရှိတဲ့သူလိုချင်သလားဖယားကတော့တစ္ဆာရှိတဲ့ယုံကြည်သူကိုလိုချင်နေတယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့တက်တာမှာဘယ်သူမှတော့ perfect မဖြစ်နိုင်ဘူးနော်ကျွန်တော်လည်းမကောင်းဘူး perfect မဖြစ်နိုင်ဘူးဒါပေမဲ့ဖယားလိုချင်တဲ့အရာကတော့ဗာလဲတစ္ဆာရှိသောသူကိုဖယားကလိုချင်တယ်နော် faithfulness to God နော်အဲ့ဒါအရာအရေးကြီးတယ်နော်ဖယားရှိမှတစ္ဆာရှိတော်သူဖြစ်ဖို့ရာဒီနေ့တရားဒေသနာကိုဝင်ဟသွားမှာဖြစ်တယ်။သားသမီးတော်မှတစ္ဆာရှိတာပဲဖြစ်စေခြင်းနဲ့နော်။အလုတ်ထဲမှာတထေးကတော်မှတစ္ဆာရှိတဲ့အလုတ်သမားကိုပဲလိုချင်တယ်။အဲလိုပဲဖယားသခင်ကလည်းတစ္ဆာရှိသောယုံကြည်သူကိုအလိုရှိတယ်။အဲ့ဒါလေးကိုကျွန်တော်ပြောသွားမယ်။ကဲကျမ်းစာကိုဖတ်ရအောင်။လုကာအခန်းကြီးလူကာခန်းကြီး16အငယ်30ထဲမှာကျွန်တော်တို့ကြည့်ရအောင်တစ္ဆာရှိခြင်းเนาะဒါကြောင့်အနေငယ်သောမှု၌တစ္ဆာရှိသောရှိလင်ကြီးသောမှု၌လည်းတစ္ဆာရှိလိမ့်မည်เนาะ Luke chapter 16 verse 10ဒီမှာကြည့်မယ်ဆိုရင်အနေငယ်သောအမှု၌တစ္ဆာရှိသောသူသည်ကြီးသောအမှု၌လည်းတစ္ဆာရှိလိမ့်မည်အနေငယ်သောအမှု၌တစ္ဆာမရှိသောသူသည်ကြီးသောအမှု၌လည်းတစ္ဆာမရှိတဲ့ He who is faithful in what is least is faithful also in much လို့ပြောတယ်เนาะဒီမှာအနေငယ်သောအမှု၌တစ္ဆာရှိသောသူလည်းဒီကြီးသောအမှု၌လည်းတစ္ဆာရှိမယ်တဲ့ also in much လို့ပြောတယ်เนาะကြီးသောအမှု၌လည်းတစ္ဆာရှိမယ်တဲ့ဒါကြောင့်တေးသေးလေးမှာတစ္ဆာရှိသောသူသည်ကြီးသောအမှု၌တစ္ဆာရှိမယ်ဖယားသခင်ကအနေငယ်ကနေစပြီးမှကျွန်တော်တို့ကိုဘာဖြစ်စေချင်တယ်လဲတစ္ဆာရှိစေချင်တယ်ဖယားဖက်မှာအားလုံးကျွန်တော်အပါဝင်ဒီမှာရှိတဲ့သူအားလုံးကျွန်တော်ကျမသည်တင်းငယ်သောအမှုကနေစပြီးတစ္ဆာရှိသလားကိုဆန်းစစ်ဖို့ရယေရှုကိုယ်တိုင်ပြောတာနော်ဒီကျမ်းချက်တာအနေငယ်သောအမှု၌တစ္ဆာရှိသောသူသည်အကြီးသောအမှု၌တစ္ဆာရှိမယ်တဲ့အနေငယ်သောအမှု၌တစ္ဆာမရှိသောသူသည်ကြီးသောအမှု၌လည်းတစ္ဆာမရှိလို့ပြောတယ်နော်ဒါကြောင့်ဒီနေ့အနေငယ်သောအမှုမှာတစ္ဆာရှိဖို့လိုတယ်အဲ့ဒါဖယားသခင်လူချင်းတဲ့အရာလေးဖြစ်တယ်အောက်မှာလဲဆက်ကြည့်ရအောင်မဿဲ25ငွေ21မှာလဲဒီလိုပြောထားတယ်ဒါဆိုရင်အနေငယ်သောမှု၌တစ္ဆာရှိတယ်ဆိုတာဘာကိုဆိုလို့တလဲမြေကြီးပေါ်မှာကျွန်တော်တို့လှုပ်ဆောင်တဲ့အရာတွေဒီသေးငယ်တဲ့အရာဖြစ်ပေမဲ့ကြီးသောအမှုကိုဖယားသခင်ကပြုပေး25အငယ်21နော် Matthew chapter 25 verse 21ကဲဒီမှာကြည့်ရအောင်အရှင်ကလည်းတာရုတစ္ဆာရှိသောငယ်သားကောင်တင်းသည်အမှုငယ်၌တစ္ဆာဆောက်လေပြီများစွာသောအမှုအခွင့်ကိုတင်း၌ငါအပ်ပေးမည်တင်းဤသခင်နှင့်အတူစီးစိမ်ကိုဝန်စားလောဟုမိန့်တော်မူ၏တဲ့ His Lord said to him well done good and faithful servant You were faithful over a few things. I will make you ruler over many things. Enter into the joy of your Lord. ဒီနေရာမှာဘာတွေ့ရလဲ။မာသဲ25ကိုကြည့်တဲ့အခါမှာသခင်တူကသူ့မှာဘယ်သူတွေတစ္ဆာရှိတယ်လဲဆိုတာသိစေဖို့ရန်ပြတယောက်ကိုအခွက်90ပေးတယ်တယောက်ကိုအခွက်20ပေးတယ်တယောက်ကိုအခွက်30ပေးတယ်အဲ့ဒါဒီတကယ်တမ်းဆိုရင်ယေရှုဖယားကကျွန်တော်တို့ကိုစမ်းသပ်ချင်တာဘယ်သူဒီငါပေါ်မှာတစ္ဆာရှိမလဲဆိုပြီးမှစမ်းသပ်ချင်တာ
အဲ့ဒါကြောင့်အဲ့ဒီတခင်ကအခွတ်90အခွတ်20အခွတ်30စီပေးပြီးမှသူဟာအခြားသောပြည်ကိုတွားတယ်တဲ့အချိန်တန်တော့ခါမှာပြန်လာတယ်တဲ့အဲ့ဒါဒီဘာကိုဆိုလို့လဲယေရှုခရစ်တော်ဖခင်ကမြေကြီးပေါ်နော်တပည့်တော်တွေကိုလည်းတွင်တင်ခဲ့ပြီးမှဘယ်မှာတွားတယ်လဲကောင်းကင်တက်တွားတယ်လေအခုဆိုရင်ယေရှုဒီကောင်းကင်တွားတယ်တချိန်ကြရင်ပြန်လာမယ်အဲ့ဒီချိန်ကြရင်အမှုငယ်၌တစ္ဆာဆောက်တဲ့သူဆိုတာမြေကြီးပေါ်မှာသူခိုင်းတဲ့အရာဖခင်ဖက်မှာတတ်နိုင်တဲ့လောက်နဲ့နော်မတတ်နိုင်တာတော့ဖခင်မခိုင်းဘူးဘယ်တော့မှမတတ်နိုင်တဲ့အရာဖခင်မခိုင်းဘူးတတ်နိုင်တဲ့လောက်နဲ့ဒါကြောင့်တယောက်ကိုတော့အခွတ်90မပေးဘူးလားပေးတယ်တယောက်ကိုတော့အခွတ်20မပေးဘူးလားပေးတယ်တယောက်ကိုတော့အခွတ်30ပေးတယ်ဒါကိုဘာကိုဆိုလို့တလဲအားလုံးလူတိုင်းမတူဘူးသူ့နေရာနဲ့သူကိုပေးတာကိုပြောချင်တာဒီနေ့ဒီမှာလဲကျွန်တော်တို့ဘယ်သူမလဲအဲ့ဒါသူ့နေရာနဲ့သူပေးထားတယ်အခွတ်90အခွတ်20အခွတ်30အကုန်လုံးပေးထားတယ်အချိန်တန်တဲ့ခါမှာအဲ့ဒီမင်းကြီးပြန်လာတယ်တဲ့အဲ့ဒါဘယ်သူကိုပြောလဲသခင်ယေရှုအချိန်တန်တဲ့ခါမှာချီဆောင်ခြင်းနဲ့ကျွန်တော်တို့ကိုလာခေါ်มาဖြစ်တယ်အဲ့ဒီချိန်ကြရင်ကျွန်တော်တို့ထဲမှာဘယ်သူဒီတစ္ဆာရှိတယ်လဲသူ့နေရာနဲ့သူနော်ကျောင်းထဲမှာတောင်မှသူငယ်တန်းတက်တဲ့သူရှိတယ်ဆယ်တန်းတက်တဲ့သူရှိတယ်ခေါလိကတက်တဲ့သူရှိတယ်ဆရာဆရာမတွေထဲမှာလည်းခေါလိဆရာဆရာမလုံနိုင်တဲ့သူရှိတယ်ပါမောက်ကအဆင့်ထိရောက်တဲ့သူရှိတယ်မူလတန်းပြတဲ့သူရှိတယ်အလေပြတဲ့သူရှိတယ်သူ့နေရာနဲ့သူလုံနိုင်တဲ့လောက်ပဲခိုင်းတာအဲ့လိုပဲဖယားသခင်ကကျွန်တော်တို့အတိုင်းတာနဲ့ကျွန်တော်တို့ကိုဖယားကခတ်ထားတယ်အဲ့လိုနဲ့အချိန်တန်တဲ့ခါမှာပြန်လာတဲ့ခါမှာတော့အခွတ်90ရတဲ့သူကကြိုးစားလှုပ်ဆောင်တဲ့ခါမှာအမျက်90ပြန်ရတယ်အဲ့ဒီခါမှာတခင်ကဘယ်လိုပြောလိုက်လဲအရှင်ကလေတာတို့တစ္ဆာရှိသောငယ်သားကောင်းတင်းဒီအမှုငယ်၌တစ္ဆာဆောက်လေပြီတဲ့နော်အင်္ဂလိပ်လိုဆိုရင်ဘယ်လိုလဲ well done good and faithful servant you were faithful over a few things လို့ပြောတယ်เนาะဒါဒီမြေကြီးပေါ်ကဒါကြောင့်တခင်ပြန်လာတဲ့အခါမှာတစ္ဆာရှိတဲ့သူကိုဘယ်လိုပြောမလဲ well done เนาะကြိုးဆိုမှဖြစ်တယ်ဒီနေ့ကျွန်မဒီအားလုံးเนาะတချို့ဒီမှာအလုတ်လုတ်ကြတယ်အလုတ်လုတ်ရင်းနဲ့တတ်နိုင်တဲ့လောက်နဲ့เนาะအမျိုးစုံနဲ့ကိုတတ်နိုင်တဲ့လောက်နဲ့ကျမ်းမာနေတယ်ဆိုရင်เนาะတတ်နိုင်တဲ့လောက်နဲ့တစ္ဆာရှိစွာနဲ့ဘုရားသခင်ကလှုပ်စေချင်တာအမှုငယ်၌တစ္ဆာရှိတဲ့သူကိုယေရှုခရစ်တော်ကကြိုဆိုပြီးမှဘာပြောလိုက်တယ်လဲများစွာသောအခွင့်ကိုတင်၌အပ်ပေးမည်တဲ့တင်းငယ်တဲ့အမှုမှာတစ္ဆာရှိတဲ့အတွက်ကြောင့်ဘာကိုအပ်တယ်လဲများစွာသောအခွင့်ကိုအပ်တယ်ဒီနေ့ကျွန်တော်တို့လုပ်တဲ့အရာမှန်ဆိုတိလေးပဲနော်ဒါပေမဲ့ဘုရားသခင်ကတစ္ဆာရှိစွာနဲ့လုပ်တယ်ဆိုရင်ဘုရားသခင်ကကြီးသောအမှုကောင်းကင်၌အပ်ပေးလိမ့်မယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တစ္ဆာရှိဖို့ရန်လိုအပ်တယ်ဒီနေ့လေအားလုံးဒီကနေ့ဘယ်သူ notebook ပါတယ်လဲဘယ်သူချမ်းစာအုပ်ပါတယ်လဲဆိုရင်တောင်မှစစ်မယ်ဆိုရင်ပါတဲ့သူရှိမယ်မပါတဲ့သူလည်းရှိနိုင်တယ်နော်ဖះเจ้าသွားတဲ့ခါမှာချမ်းစာအုပ်နဲ့ notebook ပါဖို့လိုတယ်လေအဲ့ဒါလေတစ္ဆာရှိခြင်းလေဟုတ်တယ်နော်တစ္ဆာရှိနဲ့သွားတာကျွန်တော်ကလေးတွေတော့အမြဲတမ်းလက်ထောင်ခိုင်းတယ်ဒီမှာလူကြီးတွေဆိုတော့မထောင်ခိုင်းတော့ဘူးဘယ်သူချမ်းစာပါတယ်လဲလို့အမြဲတမ်းစစ်ပေးတယ်ဘာကြောင့်လဲကျောင်းသွားတဲ့ခါမှာကလေးတွေဆိုရင် iPad မိတ်လို့မရဘူးနော် iPad မိတ်တဲ့နေ့ဆိုရင်ကျောင်းကနေဖုန်းခေါ်လာတယ်နော်ပြန်တော့ပို့ရတယ်အဲ့ဒါ iPad နောက်ကျွန်တော်ကျောင်းတက်တဲ့ခါမှာလွယ်အိတ်ထဲမှာဗာအမြဲတမ်းရှိတယ်လေစာအုပ်နဲ့ခဲတံနောက်ပြီးတော့တောင်ရသွားတဲ့သူကဘာလုပ်တယ်လဲသူ့ရဲ့ပစ္စည်းအမြဲတမ်းပါတယ်လမ်းတူးချင်တဲ့သူကပေါက်ပြပေါက်သူ့အမြဲတမ်းပါတယ်အဲ့လိုပဲဖះကျောင်းသွားတဲ့ခါမှာလည်းဗာလဲကိုယူသွားရမယ့်အရာအဲ့ဒါလဲတစ္ဆာရှိနဲ့ယူသွားဖို့လိုတယ်နော်ဆိုတော့ဒီမှာအဲ့ဒီရာလေးတောင်မှတစ္ဆာမရှိရင်ဂျန်တဲ့နေရာမှာတစ္ဆာရှိဖို့လွယ်လာသလားမလွယ်လာတော့ဘူးလေနော်အဲ့ဒါတစ္ဆာရှိဖို့လေကျွန်တော်ဒီနေရာမှာပြောချင်တယ်ဒါကြောင့်ဒီမှာဒီငယ်သားဒီမြေကြီးပေါ်မှာသူ့သခင်အတွက်တစ္ဆာရှိဆိုလုပ်တဲ့ခါမှာတာဓုတစ္ဆာရှိသောငယ်သားကောင်းလို့ပြောပြီးမှကြီးတော်အမှုကိုအပ်တယ်တဲ့သူ့လိုပဲ20အခွက်ရတဲ့သူလဲတစ္ဆာရှိစူးစမ်းတဲ့အတွက်ကြောင့်ဘာလုပ်တယ်လဲ well done လို့သူကိုလည်းကြိုးဆိုတယ်နော်တစ္ဆာရှိသောငယ်သားကောင်းကြီးတော်မှုကိုဝန်စားပါလို့သူကိုလည်းပြောတယ်ဒါပေမဲ့အခွက်30ရတဲ့သူကတော့ဘာဖြစ်တယ်လဲတစ္ဆာမရှိဘူးပေးထားတဲ့ຢာလဲတန်ဖိုးမထားတဲ့အခါမှာတခင်ကစိတ်ဆိုးတယ်နော်
အဲ့ဒါဆက်ဖတ်လို့ရတယ်ဒါကြောင့်ဒီမှာကျွန်တော်ဒီနေ့အားလုံးကိုပြောချင်တဲ့အရာကတော့ကျွန်တော်တို့ဖယားသခင်ကအားလုံးကိုကြည်နေတယ်တစ္ဆာရှိတော်သူဖြစ်ပါ faithfulness နော်အရာနဲ့ရေးကြည့်တယ်မြန်မာလိုတော့တစ္ဆာလို့ပြောတဲ့ခါမှာအမြဲတမ်းကျွန်တော်ပြောတယ်နော်နှစ်နေရာရှိတယ်တစ်ခုကတော့တမာတရားကိုပြောချင်တဲ့ခါမှာလဲတစ္ဆာလို့သုံးနှုန်းထားတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့အားလုံးကရှင်းပြတယ်တမာတရားနော်ဥမာယောဟန်8:44တို့မှာဆိုရင်တစ္ဆာမရှိဆိုတဲ့ခါမှာသူ၌တမာတရားမရှိကိုပြောချင်တာဖြစ်တယ် the truth နော်ဒါပေမဲ့ဒီနောက်တစ်ခုတစ္ဆာကတော့ဘာကိုဆိုလို့တလဲတစ္ဆာရှိအဲ့ဒါကိုတော့အင်္ဂလိပ်လိုတော့ရှင်းတယ်လေနော် the truth နောက်ပြီးတော့ faithfulness ဆိုပြီးမှပြောထားတယ်ဒါကြောင့်ကျွန်တော်တို့အခုလေပါကျွန်တော်တို့တတ်နိုင်တဲ့လောက်နဲ့နော်လူအမြင်မှာဘာမှမဟုတ်ရင်တော့မှတစ္ဆာရှိနဲ့ဖယားဖက်မှာပါဝင်ရင်ကျွန်တော်ကတော့ဘာမှပေးစရာမရှိတယ်လို့အတင်းတော်ကလည်းပေးစရာရှိချင်မှရှိမယ်ဒါပေမဲ့ဖယားသခင်ကမှတ်ထားတယ်ဆိုတာလေးကိုပြောပြချင်တယ်နော်ကဲနောက်ပြီးမှတစ္ဆာရှိသောမောဇက်နော်တစ္ဆာရှိသောမောရှေအကြောင်းကိုကျွန်တော်နည်းနည်းကြည့်အောင်မောရှေဒီတစ္ဆာရှိသောသူဖြစ်တယ်ဘယ်မှာလဲအိမ်တော်မှာဒီမှာကျမ်းစာရင်တို့ဆုံးဖတ်ရအောင်ဖယားသခင်ရဲ့အိမ်တော်၌တစ္ဆာဆောက်သောမောရှေဟေဘရဲအခန်းကြီး3အငယ်9ကိုဖတ်မယ်နော်မောရှေသည်နောက်ဟောပြောလက်တန်သောအရာတို့ကိုတက်တေခံခြင်းအလို့ငါအစီခံကဲ့သို့အိမ်တော်တလုံး၌တစ္ဆာဆောက်လေ၏ကဲဒီနေရာမှာမောရှေသည်နော်နောက်အတွက်တက်တေဖြစ်ဖို့ရတဲ့အစီခံကဲ့သို့အိမ်တလုံး၌တစ္ဆာဆောက်၏တဲ့ဘယ်နေရာမှာလဲတေရိုမာတူတီတာဝန်တစ္ဆာရှိနဲ့အလုပ်လုပ်တယ်ဘာကြောင့်ဒီပုံကိုကျွန်တော်ပြချင်တယ်လဲဆိုတော့မောရှေကိုဖယားကရွေးချယ်ပြီးမှဘာလုပ်ခိုင်းတယ်လဲဣသရေလလူမျိုးတွေကိုအေဂုတ်တုကျွန်းကနေဆွဲခေါ်ပြီးမှဘယ်ကိုပို့မလဲခါနန်ပြည်ကိုပို့ဖို့ရန်အဲ့လိုဖြစ်တဲ့ခါမှာမောရှေကဆွဲခေါ်ပြီးမှလမ်းတစ်လျှောက်လုံးမှာနှစ်ပေါင်းဘယ်လောက်ဆွဲခေါ်လာတယ်လဲဆိုတော့နှစ်ပေါင်း40နေသလားလူ6သိန်းမင်းမပါဘဲနဲ့ကလေးမပါဘဲနဲ့အဲ့ဒီလူ6သိန်းကိုနှစ်ပေါင်း40ဆွဲခေါ်တဲ့ခါမှာတစ္ဆာရှိတယ်လို့ပြောတယ်နော်ဒီမှာတစ္ဆာရှိတယ်လို့ပြောတယ်နော်အစီခံကဲ့သို့အိမ်တော်တလုံး၌တစ္ဆာဆောက်ဤတဲ့အိမ်တော်တလုံးလို့ပြောတယ်သူ့ခက်မှာတော့ဘိတ်မန်တော်လည်းမဆောက်သေးဘူးဒီလိုဖရားเจ้าလည်းမရှိသေးဘူးဒါပေမဲ့သူကျူးလူမျိုးတွေကိုကောင်းဥဆောင်ခဲ့တဲ့အရာသူမှာခက်ခဲအများကြီးရှိသလားရှိတယ်အဲ့ဒီကြားထဲကနေတစ္ဆာရှိနဲ့ဣသရေလလူမျိုးတွေကိုဆွဲခေါ်တယ်ကျွန်တော်ကြည့်တဲ့ခါမှာအိုးကျွန်တော်အသက်တာနဲ့တော့အယံကိုကွာတယ်နော်လူ6သိန်းဥဆောင်တာမနေဘူးနော်အဲ့ဒီ6သိန်းထဲမှာတော့မှကလေးနဲ့မိန်းမမပါဘူးနော်အားလုံးပေါင်းမယ်ဆိုရင်ရေဘူးရနဲ့တွတ်မယ်ဆိုရင်ဘယ်လောက်ရှိနိုင်တယ်လဲသိန်း20လောက်ရှိမှာလေကျွန်တော်တို့လူ100လောက်ဥဆောင်ခိုင်းတော့မှလွယ်မလားမလွယ်ဘူးဟိုဖက်ပြေးတဲ့သူကလေးအယောက်90လောက်ဥဆောင်ခိုင်းလွယ်မလားဟိုဖက်ပြေးတဲ့သူကပြေးဒီဖက်ပြေးတဲ့သူကပြေးမလွယ်ဘူးနော်သူဆိုရင်သိန်း20လောက်ကိုဥဆောင်ခဲ့တယ်ဒါပေမဲ့တစ္ဆာရှိနဲ့ဒါဆိုရင်သူ့အသက်တာမှာအများကြီးအနောက်ရှိသလားရှိခဲ့တယ်ဒါပေမဲ့အဲ့ဒီဟာရရှိပေမဲ့ဖယားကိုပဲကြည့်ပြီးမှမလုပ်တယ်လေတစ္ဆာရှိနဲ့ဆက်သွားတယ်ဒီမှာရှိတဲ့ယုံကြည်သူတွေအဲ့ဒါကိုကျွန်တော်အပါဝင်ဒီမှာရှိတဲ့သူတွေအဲ့ဒါကိုကြည့်ပြီးမှတစ္ဆာရှိနဲ့မလုပ်ဖို့လိုတယ်လေဖယားမှာတွားဖို့ရန်ကျွန်တော်အားပေးချင်တာဖြစ်တယ်အဲ့လိုတစ္ဆာရှိတဲ့သူကိုဖယားကနှမျောတယ်နော်ဒီမှာဘယ်ဒီဟေဘဲကဘယ်အရာကိုကိုးကားတယ်လဲဆိုတော့တောလေယာကျမ်းကိုကိုးကားတာဖြစ်တယ်တောလေယာကျမ်း7အငယ်9နဲ့10 number 12 verse 7 to 8အဲ့ဒီမှာဘာတွေ့ရလဲအိမ်တော်တလုံး၌တစ္ဆာဆောက်သောငါကျွန်မောရှေသည်ထိုတို့မဟုတ်တဲ့သူ၏ဗျာဒိတ်သူ၌ဗျာဒိတ်ပေးသောအခါနည်းနည်းသောစကားအဖြစ်မပေးကိုတိုင်ကိုကြထင်ရှားစွာဗျာဒိတ်ပေးမည်သူသည်ထာဝရဘုရား၏ပုံတရံကိုလည်းမြင်ရမည်တို့ဖြစ်၍
ตีโนตีง่าจวนโมเชกูอาเบเจ้าอภิตินวุตนีหูมิกตอมูเลียทีนี้มารอเส้นหิดอาซากันในจีเดขามามีเรียนกะบาเปียวเลยสุดโมเชเทกูพยากะตรงลุลามาเจ้าเลยสุดโมเชกะแต่ป้ากูอยู่ตัวเดเลยตัวพี่ยินเนี่ยมิงมาอยู่รอบาพี่เลยตู้อามากูใจเนี่ยตู้อากูอารอนลูกะตู้กูมาทินแม่มีผิวลาเดเลยโมเชกูเทกูไปพยากะตรงลุลางารูกูเลยพยากะตรงเนลุมาเจ้าเลยสุดเด็กขามามีเรียนกูได้เลยโปรเฟตผิดเลยดับเบิลเมตุรุกะโมเชกูบาผิดเลยโมเชเทตรงเนี่ยสุดอุปิกาผิวลาได้ขามาพยากะผิวลาเมนูเนี่ยโมเชมาตูบูโมเชฮะงาจวนโมเชฮะเองตะลงมาติสสากองเศร้าได้จวนผิดเด้สุดดีมาโมเชกะโรเด้กองโตตูผิดเด้ดีมาเนาะNot so with my servant Moses. He is faithful in all my house. လို့ပြောတယ်နော်မောရှေတီတစ္ဆာရှိတော်သူဖြစ်တယ်သူ့ရဲ့အိမ်တစ်လုံးမှာဂျူးလူမျိုးတွေဥဆောင်နေတဲ့တလျှောက်လုံးမှာအဲ့ဒါကြောင့်သူ့ကိုအပြစ်တင်တဲ့သူတွေတော့မင်းတို့အဲ့လိုအပြစ်မတင်နဲ့ငါတခြားလူနဲ့မတူခိုင်းဘူးမောရှေကိုစကားပြောတဲ့ခါမှာတော့မှရိုးလေးနဲ့စကားပြောတယ်တဲ့နောက်ပြီးတော့မျက်နှာချင်းဆိုင်ပြီးစကားပြောတယ်လို့ပြောတယ်နော်သူတို့ခက်မှာဆိုလူတွေကိုစကားပြောရင်တမဟောင်းမှာဖယားကဘယ်လိုစကားပြောလဲအတာနဲ့ဗျာဒိတ်ယူပါယုံနဲ့အိတ်မက်နဲ့ပြောတဲ့ခက်ဘာကြောင့်လဲကျမ်းစာမပြည့်စုံသေးဘူးလေအဲ့လိုစကားပြောတဲ့ခက်ဒါပေမဲ့မောရှေကိုတော့အဲ့လိုတောင်မှစကားပြောစရာမလိုဘူးတိုက်ရိုက်ကိုသူကစကားပြောတယ်ဘာကြောင့်လဲသစ္စာရှိတဲ့အတွက်ကြောင့်ဒီမှာဆိုတော့ I speak with him face to face လို့ပြောတယ်နော်မျက်နှာချင်းဆိုင်ပြီးစကားပြောတယ်တဲ့မောရှေကိုဘာကြောင့်လဲသစ္စာရှိတယ်သစ္စာရှိတဲ့သူကိုဖခင်ကမလိုချင်ဘူးလားလိုချင်တယ်အဲ့လိုနဲ့မကြဘူးနော်မိရိယန်ကိုဘာလုပ်လိုက်တယ်လဲဖခင်သခင်ကနူနာပေးလိုက်တာတခါတည်းနဲ့ဒါကြောင့်သစ္စာရှိရင်ဖခင်ကတင်းဖက်မှာရတ်မှာနော်ဖခင်ဖက်မှာတတ်နိုင်တဲ့လောက်နဲ့သစ္စာရှိကြည့်ပါဖခင်ကတင်းကိုနှမျောမှာလူတွေရဲ့နှမျောတာကောင်းပါတယ်ဒါပေမဲ့ဖယားရှိတ်မှာဖယားနှမျောတဲ့သူဖြစ်ဖို့ရန်အရင်ရေးကြည့်တယ်အဲ့လိုဖြစ်ဖို့ရန်တစ္ဆာရှိတော်သူလိုအပ်တယ်ဒါကြောင့်ကျွန်တော်တို့ဖယားဖက်မှာလွန်ခဲ့တဲ့2025နောက်ပိုင်းကနော်အားနေခဲ့ရင်လည်းကိစ္စမရှိဘူးဒီနေ့ဒီချိန်ကနဲ့တစ္ဆာရှိစွာနဲ့ဖယားဖက်မှာတွားရအောင်မြေကြီးပေါ်မှာလည်းဖယားကနှမျောမယ်အထက်မှာလည်းကြီးတော်မြုပ်ကိုလည်းအပ်မယ်နော်တစ္ဆာရှိကြရအောင်လို့ကျွန်တော်အားပေးခြင်းနဲ့ကဲဒါဆိုရင်ကျွန်တော်တို့ဘယ်နေရာမှာတစ္ဆာရှိရမလဲကျမ်းစာဖတ်ခြင်းမှာတစ္ဆာရှိကြပါလို့ကျွန်တော်အားပေးခြင်းတယ်ဒီမှာရှိတဲ့သူတွေကျမ်းစာဖတ်ကြသလားအိမ်မှာဖယားရှိမှတစ္ဆာရှိခြင်းအများကြီးထဲမှာကျမ်းစာဖတ်ခြင်းကိုအရင်ဆုံးကျွန်တော်ပြောခြင်းတယ်ကျမ်းစာဖတ်ခြင်းနော်ကဲဒီမှာကြည့်ရအောင်ယောရှုအခန်းကြီး1အငယ်8ထဲမှာကျမ်းစာကိုဒီမှာမထင်မဲ့မြည်ပြုတ်ကြသလားဖတ်ကြသလားဒီကျမ်းစာအုပ်ကိုလေကိုကျမ်းစာအုပ်ဘယ်နာမှာရှိလို့ရှိမှမသိဖြစ်သလားဒါမှမဟုတ်အမြဲဖတ်သလားစာဖတ်ကြအောင်ယောရှုအခန်းကြီး1အငယ်8မှာ Joshua chapter 1 verse 8ထိုပညတ်တိကျမ်းစာ၌ရေးထားသမျှအတိုင်းကျင့်မီဟုစောက်ရှောက်ခြင်းအလုံးဟာကျမ်းစာကိုမဖတ်မရွတ်ပဲမနေနေညမပြတ်ကြည့်ရှုဖတ်၍ရမည်တို့ပြုလျင်တင်သည်အကြံထမြောက်၍အောင်မြင်လိမ့်မည်ကျမ်းစာကိုဖယားသခင်ကအမြဲတမ်းဖတ်ခိုင်းတယ်ယောရှုတီအောင်မြင်တဲ့သူဖြစ်လာဖို့ရန်ကျမ်းစာဖတ်ခိုင်းတယ်သူတို့ခက်မှာတော့ကျမ်းစာအကုန်လုံးမရှိသေးဘူးဘာကျမ်းပဲရှိတယ်လဲပြညတ်ကျမ်းပဲရှိတယ်အဲ့ဒီကျမ်းကိုဘာဖြစ်လဲအမြဲဖတ်ဖို့ရန်တွင်တင်ထားတယ်နော်ကျမ်းစာကိုမဖတ်မရွတ်ပဲမနေနဲ့တဲ့နေညမပြတ်ဖတ်ရှုရမယ်နော်ဒီမှာ you shall meditate in each day and night ကျွန်တော်တို့ကျမ်းစာဖတ်ပါလို့တရားနဲ့ပြောရင်တော့ဆရာအကျမ်းတယ်လို့ပဲထင်မယ်ဒါကျမ်းစာကပြောတာ day and night တော့မှဖတ်ခိုင်းတယ်နော်သူခက်မှာအလုံးမရှိဘူးလားယောရှုအလုတ်ရှိတယ်လေသူရန်သူတော်မှတိုက်ရတယ်အဲ့ဒီချိန်မှာတော့မှဘာလို့ခိုင်းတယ်လဲကျမ်းစာဖတ်ခိုင်းတယ်ဒါကြောင့်ဒီမှာလဲအလုတ်ကြတယ်လေနော်အလုတ်လုပ်တယ်နားလေတယ်ဖယားလည်းနားလေတယ်အလုတ်ချိန်ကြီးမှာကျမ်းစာဒီလိုမဖတ်ခိုင်းပါဘူး
နော်ကျမ်းစာကိုအမြဲဖတ်ဖို့ဖြစ်တယ်အဲ့ဒါတစ္ဆာရှိကျမ်းစာဖတ်တဲ့သူကိုဖခင်ကမလုပ်မလဲဝမ်းမြောက်နေမှာနော်ဒီနေ့ကျမ်းစာကိုမဖတ်တဲ့သူတွေကိုဖခင်ကဝမ်းမြောက်မှာမဟုတ်ဘူးကျမ်းစာမဖတ်ရင်ဖခင်ဝမ်းမမြောက်ဘူးတခြားအသင်းတော်တွေမှာတချို့မှာဆိုရင်ကျမ်းစာတစ်နှစ်လုံးမှမှန်ဖတ်တဲ့သူစုပေးကြတယ်ကျွန်တော်တို့တော့မလိုပါဘူးဖခင်ကမြင်နေလေနော်ကျမ်းစာဖတ်ပါနေညမပြတ်ကျမ်းစာဖတ်တော့ဒီမှာ shall ဆိုတဲ့အရာသုံးပြီးဆိုရင်လုပ်ကိုလုပ်ရမယ့်အရာကြိုက်မှလုပ်ပါဆိုတာမဟုတ်ဘူးနော် you shall meditate လို့ပြောတယ်နော်ခင်ဗျာကျမ်းစာဖတ်ပြီးဆင်ခြင်ရမယ်တဲ့ဒါကြောင့်ဒီမှာရှိတဲ့သူတွေသစ္စာရှိခြင်းကျမ်းစာဖတ်ခြင်းမှာသစ္စာရှိကျမ်းစာဖတ်ဖို့လဲလိုတယ်အဲ့လိုကျမ်းစာဖတ်ရင်ဘာဖြစ်မလဲအာကျန်ထမြောက်ရဲ့အောင်မြင်လိမ့်မည်လို့ပြောတယ်အခုဘာဖြစ်လို့ကျွန်တော်တို့အာကျန်တွေမထမြောက်တာလဲကျမ်းစာဖတ်တာနည်းလို့လည်းဖြစ်နိုင်တယ်နော်တခြားကြောင့်လည်းဖြစ်နိုင်တယ်လို့ကျမ်းစာဖတ်တာနည်းလို့လည်းဖြစ်နိုင်တယ်ဒါကြောင့်သားသမီးတွေလည်းအရန်အရေးကြီးတယ်နော်ကျမ်းစာဖတ်ရမယ်ကျမ်းစာဆင်ခြင်ရမယ်ကျွန်တော်တို့လည်းမနေ့ကသားတွေအိမ်ပြန်ရောက်တာနဲ့သူ့အမေကအကုန်ပြန်စစ်တာပဲဘာအဖေကဘာတရားဟောလဲအရာနဲ့ရေးကြည့်တဲ့နှုတ်ကပတ်တော်နဲ့ပတ်သက်ရင်လေအခုခက်တော့အကုန်လုံးကရုပ်ကိုမဆိုင်တော့တဲ့ခက်ဖြစ်တယ်အရာနော်ဖယားသခင်ကဝမ်းမြောက်မလားဝမ်းမမြောက်ဘူးနော်ဒါကြောင့်ကျမ်းစာဖတ်ခြင်းမှာဘာဖြစ်ဖို့လိုတယ်လဲသစ္စာရှိကျမ်းစာဖတ်ရအောင်နောက်ပြီးတော့ကျမ်းစာလေ့လာခြင်းမှာလည်းသစ္စာရှိခြင်းရှိဖို့လိုတယ်နော်ကျမ်းစာလေ့လာခြင်းမှာလည်းသစ္စာရှိခြင်းရှိဖို့လိုတယ်ဒါပေမဲ့ကိုယ်အချိန်မအားရင်တော့မတတ်နိုင်ဘူးလေလုံးဝနေမကောင်းရင်တော့မတတ်နိုင်ဘူးလေနော်ဖခင်ကသိတယ်ဒါပေမဲ့အားတယ်ဆိုရင်အဲ့ဒါကြောင့်မနဲ့ဆိုင်အားတဲ့သူညနေဆိုင်အားတဲ့သူအတင်းတော်မှာလည်းအမြဲတမ်းရှိတယ်ကျမ်းစာလေ့လာခြင်းအရာနဲ့ရေးကြီးတယ်နော်ကဲဘယ်မှာဖတ်မလဲဆိုတမန်တော်7ခု7ကိုဖတ်မယ်နော် Acts chapter 17 verse 11ကဲဒီမှာကြည့်မယ်ဆိုရင်ဘေရိမြို့သားတို့သည်တက်တာလောနိမြို့သားတို့ထက်ထူးမြတ်သဖြင့်အလွန်ကြီးညိုသောစေတနာစိတ်နှင့်နှုတ်ကပတ်တရားတော်ကိုခံယူ၍မှန်တီမမှန်တီကိုတိချင်းဟာကျမ်းစာကိုနေ့တိုင်းအစဉ်စိတ်ကြည့်ရှုကြ၏ဘေရိမြို့သားတွေဟာတဲ့နှုတ်ကပတ်တော်ကိုအလွန်ကြီးညိုသောစိတ်နဲ့ခံယူ၍လို့မပြောဘူးလားအဲ့ဒါကြောင့်ဘေရိမြို့သားတွေဟာတိုးတက်သလားတိုးတက်တယ်ဒီနေ့ကျွန်တော်တို့ကဘာပေါ်မှာခရိယန်အားလုံးလို့ကျမ်းစာတပိုင်းမှမသိတဲ့ခရိယန်တွေလည်းရှိမယ်ဒီမှာကျမ်းစာဘယ်နှပိုက်ရတယ်လဲကလေးတွေလည်းမဟုတ်တော့အားလုံးတော့မချက်ခိုင်းတော့ဘူးလေနော်ဒါပေမဲ့ကိုဆန်းစစ်ဘယ်နှပိုက်ရတယ်လဲခရိယန်ဖြစ်လာတာကြားလာပြီနော်နှစ်ပိုက်လေးတော့မချက်နိုင်ဘူးဆိုရင်တော့နော်ကျောင်းတက်တဲ့ခါမှာလေစာအမြဲတမ်းချက်ခိုင်းတယ်မချက်နိုင်တဲ့သူတွေဒီလိုပဲမတရပြီးမှတချို့ဆရာမဆွန်ပြောတယ်လေစာမြန်ရတဲ့သူချက်ပြီးမှအိမ်ပြန်ခိုင်းတဲ့ခါမှာ3-4ယောက်ကြာတဲ့သူတွေစတနာဆရာကောင်းတယ်နော်လုံးဝမရနိုင်တဲ့သူတွေလည်းရှိတယ်ဒီနေ့လေကျမ်းပိုက်3ပိုက်မရတဲ့သူအိမ်မပြန်ဘူးလို့ပြောရင်ဘယ်လိုလုပ်မလဲမသိဘူးကျမ်းပိုက်လေးတွေလည်းမရကြတော့ဘူးဘာကြောင့်လဲကျမ်းစာမဖတ်ဘူးကျမ်းစာမသိတော့ဘူးလေနော်ဟိုကျမ်းပိုက်ပြောရင်လည်းမသိတော့ဘူးဒီကျမ်းပိုက်ပြောရင်လည်းမသိတော့ဘူးအဲ့ဓာတွေဒါကြောင့်ကျမ်းစာဘေရိမြို့သားတွေဟာအယံတိုးတက်တယ် Berean Church နော်ဘာကြောင့်သူတို့ကတိုးတက်တယ်လဲဆိုရင်ကျမ်းစာကိုနေ့ညမပြတ်ဒီမှာတရားနှုတ်ကပတ်တရားတော်ကိုခံယူ၍ခံယူတယ်ဖတ်တယ်လေအမှန်ကိုလည်းသိတယ်နော်အဲ့ဒါအယံကောင်းတယ်ဒါကြောင့်ဒီမှာရှိတဲ့သူတွေကျွန်တော်တို့လည်းအဲ့လိုဖြစ်ဖို့ဖခင်ကအလိုရှိတာပါကျွန်တော်အလိုမဟုတ်ဘူးဒီအတင်းတော်ရဲ့အလိုမဟုတ်ဘူးဒီမှာရှိတဲ့တင်းထောက်တွေရဲ့အလိုမဟုတ်ဘူးဖခင်ရဲ့အလိုတော်ဖြစ်တယ်နော်အဲ့ဒါကိုတစ္ဆာရှိနဲ့ကျွန်တော်တို့ပါဝင်တတ်ဖို့ရန်လေလိုအပ်တယ်နံပါတ်3ဆုတောင်းခြင်း
အသင်းတော်ရဲ့ဆုတောင်းခြင်းမှာပါဝင်နိုင်ရင်လည်းရတယ်မပါဝင်နိုင်ခဲ့ရင်တောင်မှကိုလည်းဆုတောင်းလို့ရသလားရတယ်ဒါတွေလည်းတစ္ဆာရှိဖို့မလိုဘူးလားကျွန်တော်တစ္ဆာရှိခြင်းအများကြီးထဲမှာချက်၅ခုလောက်ပဲပြောမယ်ကျမ်းစာဖတ်တဲ့တစ္ဆာရှိခြင်းနောက်ပြီးတော့ကျမ်းစာတင်တဲ့တစ္ဆာရှိခြင်းနော်ဒီမှာဆိုနံပါတ်3မှာဆုတောင်းခြင်းမှာအမျိုးမျိုးရှိတယ်အဖွဲ့နဲ့ဆုတောင်းတဲ့အရာရှိတယ်လို့တယောက်တည်းဆုတောင်းတဲ့အရာလည်းရှိတယ်ဒံယေလရဲ့တက်တာကိုနည်းနည်းလေးကြည့်ရအောင်ဒီနေရာကိုကျွန်တော်တို့ကြည့်မယ်နော်ဒံယေလ 6:30 ကိုဖတ်မယ်နော် Daniel chapter 6 verse 10 ကဲကျွန်တော်ကြည့်မယ်အမိတ်တော်ထုတ်၍တစိတ်ခတ်ကြောင်းကိုဒံယေလသည်ကြားသိတော်လဲမိမိအိမ်သို့သွား၍ယေရုရှလင်မြို့သို့မျက်နာပြုရာအထက်ခံပြင်းပေါက်ဖွင့်လျက်ပြီးအထက်ပြုလေရှိသည့်အတိုင်းတနေ့3ချိန်ဒူးထောက်လျက်ဖျားသခင်ကိုဆုတောင်း၍ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းလေ၏ဒံယေလကတရက်မှာဘယ်နှချိန်ဆုတောင်းလဲ3ချိန်တရက်ထဲလားမဟုတ်ဘူးဒီမှာဆိုရင်ဘယ်လိုပြောလဲအထက်ပြုလေရှိသည့်အတိုင်းလို့ပြောတဲ့အတွက်ကြောင့်သူဟာအမြဲတမ်းတရက်ကို3ချိန်ဆုတောင်းတဲ့သူဖြစ်တယ်ခရိယာန်တွေထက်ဘယ်သူတွေကပိုကောင်းတယ်လဲအခုမွတ်စလင်တွေအလုတ်ထဲမှာတော့မှသူတို့ဆူတောင်းတဲ့နေရာတွေထားပေးတယ်เนาะတချို့နေရာမှာရှိလိမ့်မယ်အချိန်တိုင်းရင်သူတို့သွားဆူတောင်းတယ်ကျွန်တော်ခရိယာန်တွေရှိသလားတချို့ဆိုသမင်းစားဖို့တော့မှဆူမတောင်းဘဲနဲ့စားတဲ့သူတွေရှိတယ်ဒံယေလတီကဲနည်းနည်းလေးပြောမယ်ဒံယေလတီဘယ်နေရာမှာရောက်သွားတယ်လဲဘာဘလုန်မှာရောက်သွားတာเนาะဘာဘလုန်ဆိုတာကမယုံကြည်သူတွေရှိတဲ့နေရာဖြစ်တယ်ပရမမှာအာရှုရိကတင်ပိုက်တယ်ဒုတိယမှာဘာဘလုန်မှာတင်ပိုက်တယ်တင်ပိုက်ချင်းခံတဲ့ခါမှာသူတို့ရောက်သွားတာသူများနိုင်ငံမှာသူများဘာသာကိုးကွယ်တဲ့နေရာမှာရောက်သွားတယ်ဒါပေမဲ့သူ့ဖယားကိုသူအမြဲတမ်းဆက်ပြီးမှဆုတောင်းတဲ့သူဖြစ်တယ်လူငယ်လေးပဲဖြစ်တယ်ရောက်သွားတဲ့ခါမှာဒါပေမဲ့ဖယားသခင်ကိုတစ္ဆာရှိနဲ့ဆုတောင်းတယ်ဒါကြောင့်အခုလူတိုင်းကဒံယေလကြိုက်သလားကြိုက်တော့ကျွန်တော်လည်းသားကိုဒံယေလလို့နာမည်မဲ့တယ်လေကျွန်တော်တို့လူခရိယန်တွေအတိုင်းဝိုင်းရှိတဲ့နေရာမှာမဟုတ်ဘူးခရိယန်မရှိတဲ့ဘာဘလုန်နော်အဲ့ဒီနေရာရောက်သွားတဲ့ခါမှာဒီမှာဆိုရင်ပိုဆိုးတာကဘာလို့တလဲပြရင်ပေါက်တွေဖွင့်ပြီးမှဆုတောင်းတယ်ဒီနေ့ကျွန်တော်ဆုတောင်းတဲ့ခါမှာပြရင်ပေါက်ကိုဖွင့်ခိုင်းတာမဟုတ်ဘူးနော်ဘာကြောင့်သူကြတော့ပြရင်ပေါက်ဖွင့်တာလဲသူခက်မှာဆုတောင်းတဲ့သူကိုချင်းတိတ်ထောင်အိမ်ထဲမှာထဲမယ်လို့ပြောလို့မြင်အောင်ကိုသူဆုတောင်းတာငါမကြောက်ဘူးငါဖယားကိုငါဆုတောင်းမယ်လို့ပြောချင်တာအခုဆုတောင်းတဲ့ခါမှာသူများမြင်အောင်ဆုတောင်းခိုင်းတာမဟုတ်ဘူးနော်သူကြတော့ဗာလဲဆုတောင်းတဲ့သူဖမ်းမယ်လို့ပြောတော့မကြောက်ဘူးငါဖယားကိုငါဆုတောင်းမယ်လို့ပြချင်လို့တကားဖွင့်တာမြင်တာအောင်ကိုသူဆုတောင်းတယ်နော်တတိရှိသလားရှိတယ်ဖယားဖက်မှာယက်တီလားယက်တီတယ်တစ္ဆာရှိလားရှိတယ်ဒီနေ့ကျတော့ဆုတောင်းဆိုရင်တော့မတောင်းသူကျတော့မတောင်းနဲ့လို့ပြောတော့တောင်းတယ်ပြောင်းပြန်မဖြစ်ဘူးလားပြောင်းပြန်ပဲနော်အရာအားကြဆရာကောင်းတယ်ဒီမှာဆိုကျွန်တော်တို့ဆိုရင်ဆုမတောင်းနဲ့ဆိုရင်အတော်ပဲဖြစ်မှာနော်အားလုံးဘယ်တော့မှဆုမတောင်းနဲ့အစီအစဉ်တွေလည်းအကုန်ဖြတ်ပေးမယ် Sunday တရက်တည်းလို့ပြောရင်ပိုတော်ကျေနပ်မှာနော်သူ့ခက်မှာတော့မလုံနဲ့ဆိုတာကို तू ကအတင်းကိုပါဖြစ်လေဖယားကိုချစ်တဲ့စိတ်နဲ့အင်တကားဖွင့်ပြီးမှဆုတောင်းတယ်ကဲနောက်ပြီးတော့ तू ဆုတောင်းတဲ့ခါမှာဘယ်ဖက်ကိုမျက်နှာမူတယ်လဲယေရုရှလင်ဖက်မှာဒီအရာလေးကိုနည်းနည်းလေးဒီမှာလမ်းကြုံလို့ရှင်းပြချင်တယ်ဘာကြောင့်ယေရုရှလင်ဖက်မှာမျက်နှာမူတယ်လဲအခုမွတ်စလင်တွေဆုတောင်းရင်ဘယ်ဖက်မှာမျက်နှာမူတယ်လဲမေကာဖက်မှာနော်မေကာဖက်မှာမျက်နှာမူတယ်မေကာမှာသူတို့ဖျားရှိတယ်လို့သူတို့ခံယူတယ်တချိန်လုံးကဆိုရင်ဂျူးတွေကဆုတောင်းတဲ့ခါမှာဖျားသခင်ကဘယ်နေရာမှာရှိတယ်လဲယေရုရှလင်မြို့မှာရှိတဲ့အတွက်ကြောင့်ယေရုရှလင်မြို့ကိုမူတယ်လေဒါမဲ့ယေရှုခရစ်တော်အတေခံတဲ့ချိန်မှာတော့ယေရုရှလင်မှာမဟုတ်တော့ဘဲနဲ့နေရာတိုင်းဖြစ်သွားတာဒါကြောင့်သူဒီယေရုရှလင်ဖက်ကိုလှည့်ပြီးမှဆုတောင်းတာကိုတွေ့ရတယ်နော်တနေ့3ချိန်ဒူးထောက်ပြီးဆုတောင်းတယ်သူဆုတောင်းလို့ဘယ်ရောက်သွားလဲဖယားကူညီသလားမကူညီတဲ့ပြင်ဘယ်ရောက်သွားလဲချင်းတိတ်လောင်အိမ်ထဲမှာရောက်သွားတယ်ကျွန်တော်တို့တခါတလေဆုတောင်းရင်ဖယားကူမှာပဲလို့ပြောဖယားတိတယ်
ထောင်အိမ်ထဲရောက်သွားတဲ့ခါမှာပဲဖခင်အကူညီတယ်တခါတလေကျွန်တော်တို့ခက်ခဲမှုရှိချက်ချင်းဖခင်ကမကူညီဘူးအချိန်တန်တဲ့ခါမှာကူညီတယ်နော်အဲ့ဒါလေးကိုလည်းဒီနေရာမှာပြောချင်တယ်ဒါကြောင့်ကျမ်းစာဖတ်ခြင်းကျမ်းစာသင်ခြင်းဆုတောင်းခြင်းမှာတစ္ဆာရှိဖို့ရန်ဘယ်သူအလိုရှိလဲဖခင်ကျွန်တော်အလိုတော့မဟုတ်ဘူးနော်ဖခင်အလိုရှိတယ်အဲ့လိုမျိုးတစ္ဆာရှိတဲ့သူကိုဖခင်ကလိုချင်တာဖြစ်တယ်နော်အဲ့ဒါကိုတွေ့ရတယ်ကဲနံပါတ်3ဘေးကန်းခြင်းမှာလည်းတစ္ဆာရှိဖို့လိုအပ်တယ်နော်ဒါတော့ကျမ်းစာထဲမှာအများကြီးရှိပေမဲ့ကျွန်တော်ဘယ်သူအကြောင်းကိုပြောလိချင်လဲဆိုတော့ Henry နော် P Crowell ဆိုတဲ့သူအကြောင်းကိုကျွန်တော်ပြောမယ်နော်သူကြတော့ကွဲကာကိုနော်ပြုတ်လုပ်တဲ့သူဖြစ်တယ်1855ကနေတို့မွေးတယ်1944မှာတည်သွားတယ်ပေးကမ်းခြင်းနဲ့ပတ်သက်ပြီးမှနည်းနည်းပြောချင်တယ်အချိန်ပေးတာဖြစ်စေဥစ္စာပေးတာဖြစ်စေအင်မတန်မှအရေးကြီးတယ်နော်တို့ရဲ့တက်တာမှာလူငယ်လေးဖြစ်တဲ့အခါမှာ TB ယောဂါရှိတယ်လေ TB ယောဂါရှိလာတော့ဘာဖြစ်တယ်လဲဆိုတော့သူ့အတွက်အခြေအနေမကောင်းတော့ဘူးကျမ်းမာဖို့အဲ့ဒီချိန်မှာ D.L. Moody ရဲ့တရားဟောချက်ကိုသူကြားသွားတဲ့အခါမှာသူကဘလို့ဆုံးဖြတ်ချက်ချတယ်လဲဆိုရင်ငါဘာပဲဖြစ်ဖြစ် D.L. Moody တို့လို့တရားလည်းမဟောနိုင်ဘူးနောက်ပြီးတော့မလုံနိုင်ဘူးဒါပေမဲ့ဖယားကဒီ TB ယောဂါထဲနဲ့ကျမ်းမာခြင်းပေးတယ်ဆိုရင်နဲ့ဖယားအမှုတော်မြတ်ကြီးမှာမှန်ကန်ကျွန်တော်ပါဝင်မယ်လို့ဆုတောင်းပြီးကတိတည်ခဲ့တယ်အဲ့လိုနဲ့တရက်တော့အဲ့လိုဖြစ်တဲ့အခါမှာဆုတောင်းတဲ့အတိုင်းဖယားသခင်က TB ယောဂါထဲကနေကျမ်းမာခြင်းပေးလာတဲ့အခါမှာသူက Ohio ပြည်နယ်မှာရှိတာဖြစ်တယ်နော်သူအလုတ်လုပ်ပြီးမှနော်ကျမ်းမာလာတယ်အဲ့ဒီခါမှာသူစက်ယုံနော်ကွဲကာစက်ယုံနော်အဲ့ဒီမှာများစွာသူအလုတ်လုပ်တဲ့သူဖြစ်လာတယ်နော်ဝင်ငွေထဲကဒီမှာနော်နှစ်ပေါင်း40အတွင်းတွင်သူကစပြီးမှအလုတ်လုပ်တဲ့ချိန်ကနေဆေဖို့တဖို့ကိုမှန်လေးပြီးတော့တနေ့တော့ကုမ္ပဏီကြီးပိုင်လာတဲ့ခါမှာလဲဘယ်လိုတောင်မှဖြစ်တယ်လဲနှစ်ပေါင်း40အတွင်းတွင်သူဤဝင်ငွေထဲမှာဆေဖို့တဖို့6ဖို့မှ9ဖို့အထိဖယားသခင်တွက်ပေးတော်သူဖြစ်လာတယ်နောက်ဆုံးမှာဘာဖြစ်လဲပိုပြီးကြီးပွားလာလေများပေးလာတယ်10ဖို့တဖို့တော့မဟုတ်တော့ဘူး6ဖို့နဲ့9ဖို့တောင်မှအတင်းတော်ထဲမှာပေးလာတယ်အဲ့ဒါကြောင့်သူဒီတထေးကြီးဖြစ်လာတယ်နော်တစ္ဆာရှိတဲ့သူကိုဖယားသခင်ကမဆဖို့ရန်တော်လေးဖယားကအားပေးခဲ့တယ်နော်ဒါကြောင့်အမေရိကန်မှာတချို့တွေမှန်ကန်စွာနဲ့နော်တိုးတက်လာတဲ့သူတွေဖယားကိုတစ္ဆာရှိလှုပ်ဆောင်တဲ့သူတွေနောက်တစ်ယောက်ကိုကျွန်တော်ပြောချင်တယ်နော် Rockefeller နော်အဲ့ဒီသူ့ရဲ့အကြောင်း John D နော်အဲ့ဒီမှာသူလေကျွန်တော်နည်းနည်းလေးပြောချင်တယ်မိခင်ဖခင်လည်းအရန်အရေးကြီးတယ်နော်1839ကနေ1939အထိသူအသက်ရှင်တယ်နော်39မှာမွေးတယ်1939မှာတည်သွားတဲ့သူဒီလူကိုတော့တိကျလိုက်မယ်ဒီအမေရိကန်မှာအသက်ငယ်လေးနဲ့ဘီလီယံနာအရင်ဦးဆုံးဖြစ်လာတဲ့လူငယ်လေးဖြစ်တယ်။ဘာကြောင့်ဒီလိုဖြစ်လာတယ်လဲနည်းနည်းလေးကြည့်အောင်သူ့ကိုတခါတော့ကအဲ့လိုတထေးတွေဆိုတော့ဆေဖို့တဖို့ပေးသလားလို့သူ့ကိုမေးတဲ့အခါမှာပေးတယ်တဲ့အဲ့ဒါနဲ့သူ့ဘဝကိုသူပြောလာတယ်လေကျွန်တော်ငယ်တုန်းကအမေကိုကူညီဖို့ရာအလုတ်ဆလုပ်တယ်တဲ့အလုတ်ဆလုပ်တဲ့အခါမှာပထမဦးဆုံးရတဲ့လုတ်ခကိုသူ့အမေစီမှာဘယ်လောက်ရလဲဆိုတော့အဲ့ဒီချိန်မှာတပတ်မှာ$ခွဲသူရခဲ့တယ်ပထမဦးဆုံးအလုတ်လုပ်တာနော်အမေကိုတနာလို့အမေကိုကူညီချင်တာနဲ့တပတ်မှာ$ခွဲရတယ်အဲ့ဒီ$ခွဲကိုပထမဦးဆုံးသူ့အမေစီမှာပေးတဲ့ခါမှာဒီမှာပထမဦးဆုံးရရှိခဲ့တော်လုတ်အခ$ခွဲကိုအမေစီမှာယူလာတော့အမေကသူ့ပေါင်ပေါ်မှာတင်ပြီးတော့ကျွန်တော်ထိုအထဲမှာဆေဖို့တဖို့ကိုဖယားသခင်ထံပေးရင်တော့အမေအလွန်ဝမ်းမြောက်လိမ့်မည်ဟုရှင်းပြခဲ့တယ်တဲ့
သူပထမဦးဆုံးအလုတ်လုတ်တဲ့ပတ်စံထဲကအမေကိုတွားပေးတဲ့ခါမှာသူ့အမေကပေါင်ပေါ်မှာတင်ပြီးသူ့သားကိုရှင်းပြခဲ့တယ်။သားဒီအထဲကဆယ်ဖို့တဖို့ခမည်းပေးတယ်ဆိုရင်အမေဝမ်းသာမယ်တဲ့။ဖယားချစ်တဲ့သူတွေကသားသမီးတွေကိုအဲ့လိုတင်ပေးတာ။ကျွန်တော်တို့ကတော့ပေးရင်ရှုံးတယ်လို့ထင်တယ်နော်။အဲ့လိုတင်ပေးခဲ့တာသူ့အမေကနော်အဲ့ဒီချိန်မှာသူ့သားကအဲ့ဒီချိန်ကနေစပြီးကျွန်တော်ပေးခဲ့ပါတယ်တဲ့ပြီးတော့ထိုအချိန်မှစ၍ယနေ့တိုင်အောင်ဖယားသခင်ကအနှံထားသမျှငွေထဲမှဆယ်ဖို့တဖို့ကိုပေးပါတယ်တဲ့ဘီလီယံနာတထေးကြီးနာမည်ကြီးတဲ့သူဖြစ်လာတဲ့အချိန်အထိတော့ဘာလုပ်တယ်လဲအဲ့ဒီဆယ်ဖို့တဖို့ကိုကောင်းကောင်းပေးတဲ့သူဖြစ်လာတယ်အဲ့လိုဖြစ်တော့သူ့ရဲ့တိုးတက်ခြင်းတွေကိုအောစရာဖြစ်လာတယ်တေးသေးလေးပေးနိုင်တော့ကြီးမားတဲ့အရာကိုလည်းပေးနိုင်တယ်အခုအများကြီးရလာတော့ပိုဆိုးတယ်အစကတည်းနဲ့ပြောချင်တာပါလေတစ္ဆာရှိတော်သူကျမ်းစာဖတ်ခြင်းမှာတစ္ဆာရှိဖို့လိုတယ်ကျမ်းစာသင်ခြင်းမှာတစ္ဆာရှိဖို့လိုတယ်ဆုတောင်းခြင်းမှာတစ္ဆာရှိဖို့လိုတယ်ကိုနိုင်တယ်လို့ပေါ့နော်ပေးခန်းချင်းမှာဆယ်ဖို့တဖို့လဲမှန်ကန်ပေးတတ်တဲ့အခါမှာတန်ကနန်လည်းပေးတတ်သွားတယ်တဒေါ်လာခွဲကနေမပေးနိုင်တော့တန်ကနန်နဲ့ဆိုမပေးနိုင်ဘူးတဲ့ဒါကြောင့်အစကလေးကနေတုန်တင်ချင်းခံတဲ့အခါမှာတရက်တော့ကုမ္ပဏီပိုင်ရှင်ကြီးဖြစ်လာတယ်အမေရိကန်မှာအများကြီးရှိသေးတယ်နော်ဖယားနဲ့မန်ကန်နဲ့တော့ကြောင့်ဖယားချင်းမြောက်တဲ့သူတွေအများကြီးရှိတယ်ဒီနေ့ဘာဖြစ်လို့ကျွန်တော်တို့ကိုယ်တိုင်အတွက်မကြည့်နဲ့ခင်ဗျားတို့ရဲ့ကျွန်တော်တို့ရဲ့သားသမီးတွေကိုကြည့်သားသမီးတွေမမှန်ကန်ရင်တို့ကျွန်တော်တို့လိုပဲဖြစ်လာမယ်ကြီးမားတဲ့မှုတော်ဆောင်တွေမဖြစ်လာဘူးကြီးမားတဲ့လောကပိုင်းကြီးမားတဲ့အောင်မြင်မှုရတဲ့သူတွေမဖြစ်လာဘူးကျွန်တော်တို့လိုပဲတာမန်ပဲဖြစ်သွားမယ်ဘာကြောင့်လဲကျွန်တော်တို့ကကောင်းတဲ့ပုံသက်တည်မှမပြတာဒီမှာသူ့အမေကကောင်းသူပတ်စံရလာတဲ့ဟာကိုဘေးအချိန်မှာပဲဝမ်းမြောက်မလို့တင်ပေးတယ်လေဆယ်ဖို့တဖို့ပေးတတ်ရင်ငါဝမ်းမြောက်မယ်တဲ့အဲ့လိုတင်ပေးချင်တာဖြစ်သူသားဒီဘာဖြစ်လာလဲဘီလီယံနာကြီးဖြစ်လာတယ်နော်ဒီနေ့ဘာဖြစ်လို့ခရိယန်တွေအများစုမတိုးတက်နိုင်တာလေတစ္ဆာမရှိတာပါတယ်လူမှလည်းတစ္ဆာမရှိရင်ဘုရားကချီးမြှောက်ခြင်းသလားမချီးမြှောက်ခြင်းဘူးနော်ဒါကြောင့်အရာရာတိုင်း၌တစ္ဆာရှိဖို့ရန်အင်မတန်မှလိုအပ်တယ်ဒီလူကိုလည်းဘုရားသခင်ကပဲချီးမြှောက်သွားတာဖြစ်လိမ့်မယ်ဘုရားသခင်ကလူတိုင်းကိုချစ်ပေးမှဘုရားသခင်ကလူတိုင်းကိုမဆခြင်းနဲ့ဘုရားဖြစ်တယ်ဒါပေမဲ့တစ္ဆာမရှိတဲ့သူကိုအလုတ်ထဲမှာတော့မှတစ္ဆာမရှိတဲ့သူကိုခန့်ချင်သလားမြန်မာနိုင်ငံမှာတော့တစ္ဆာမရှိတော့မှခန့်တယ်ဒီမှာဆိုမရဘူးတစ္ဆာမရှိဘူးတီးခံလို့မရတော့ဘူးဆိုမှဖြစ်လေ fire တာပဲမဟုတ်ဘူးလားဒီနိုင်ငံမှာဆိုရင်အဲ့ဒါအရာနဲ့ရေးကြည့်တယ်နော်တစ္ဆာရှိခြင်းကအရာနဲ့ရေးကြည့်တယ်တစ္ဆာမရှိရင်နော်ဒီအရာတွေနဲ့ပတ်သက်ပြီးမှအများကြီးတထေးကြီးတွေရဲ့သူတို့ရဲ့တက်တေခံချက်တွေအများကြီးရှိသေးတယ်နော်ဒီနှစ်ယောက်ပဲဒီနေ့ကျွန်တော်ပေးကမ်းခြင်းထဲမှာနည်းနည်းလေးထည့်ခြင်းတာတစ္ဆာရှိခြင်းကအရာနဲ့ရေးကြည့်တယ်နော်နောက်ပြီးတော့နံပါတ်3အနေနဲ့ဖယားเจ้าတစ္ဆာရှိစွာတွားခြင်းကျွန်တော်ဒီနေ့ပြောတဲ့အရာတွေကပါလဲကျမ်းစာမှန်ဖတ်ပါကျမ်းစာမှန်တင်တတ်ပါဆုလဲတောင်းတတ်ပါမနေ့အလုပ်မတွားခင်မှာ15မိနစ်လောက်အချိန်ပေးပြီးဆုတောင်းလို့ရလားရတယ်အလုပ်ကပြန်လာပြီးလဲတောင်းလို့ရလားဆုတောင်းတဲ့အခါမှာတကဘာလုံးပျောက်ဆုံးဝိညာဉ်အတွက်လဲရတယ်လို့အတင်းတော်အတွက်လဲရတယ်နောက်ပြီးတော့ကိုမိသားစုအတွက်လဲတောင်းလို့မရဘူးလားရတယ်နော်လူတိုင်းမှာအချိန်24နာရီပဲအားလုံးကရတာဖြစ်တယ်အဲ့ဒီ24နာရီကိုအားလုံးခွဲခြားပြီးမှကျွန်တော်လုပ်ဖို့ဖြစ်တယ်နော်တစ္ဆာရှိခြင်းအရာနဲ့ရေးကြည့်တယ်ကဲဖယားเจ้าမှာမှန်ကန်စွာပါဝင်ခြင်းနော်နေမကောင်းရင်တော့တမျိုးနော်အရာခက်ခဲရင်တော့တမျိုးဖယားကသိတယ်နော်ကဲတိယာခန်းချီ3တစ်အငယ်3ထဲမှာအရင်ဦးဆုံးဖတ်မယ်
ဒုတိယအနေနဲ့100ခုနှစ်မှာလဲကျွန်တော်ဖတ်ချင်တယ်နော်ကဲဖတ်ကြည့်မယ်အေလဂါနာဒီကောင်းကင်ဘိုးချေအရှင်ထာဝရဘုရားကိုကွယ်၍ရစ်ပူစော်ခြင်းဟာမိမိနေရာမြို့မှရှီလောမြို့သို့နှစ်တိုင်းသွားမြဲရှိ၏ထာဝရဘုရား၏ယစ်ပရောဟိတ်အေလိ၏သားဟောဖနိနှင့်ဖိနဟတ်တို့သည်လည်းရှီလော၌နေတည်းတဲ့အေလဂါနာဟာဖခင်ကောင်းပီတာတဲ့နှစ်တိုင်းယေရုရှလင်မြို့ကိုတွားပြီးမှဖျားပူဇော်ဖို့ရန်မိသားစုနဲ့တွားတယ်နော်မပြတ်ဘူးနော်ဒီမှာနှစ်တိုင်းတွားမြဲရှိအမြဲတမ်းတွားမြဲရှိတယ်နော်မပြတ်ဘူးတစ္ဆာမရှိဘူးလားရှိတယ်နောက်ပြီးတော့ဖျားเจ้าတွားဖို့ရန်အခက်ခဲတွေရှိနိုင်သလားဒီမှာအားလုံးရှိပါတယ်ကျွန်တော်နားလည်ပေးတယ်ခက်ခဲမှုတွေရှိတယ်လေနော်တန်ချင်ရဲ့တိုက်ခိုက်တန်းတွေအမျိုးစုံရှိလိမ့်မယ်ဒီမှာအောက်မှာလည်းကြည့်အောင်အဲ့ဒီအေလီကာနာရဲ့မိန်းမကဘာတူလဲဟဲနာဖြစ်တယ်ဟဲနာကိုလည်းကျွန်တော်ဖတ်မယ်နော်100ခုနှစ်ထဲမှာ First Samuel chapter 1 verse 7နှစ်စဉ်မပြတ်ထာဝရဘုရား၏အိမ်တော်သို့တွားသောအခါရန်သူနှောက်ရှက်သဖြင့်ဟဲနာသည်အစာမစားနိုင်ငူလျက်နေတတ်၏အဲ့ဒီဖျားเจ้าအိမ်တော်တွားတဲ့ခါမှာအိမ်တော်ဆိုတာသူတို့ခက်မှာတော့အိမ်တော်ပဲတဲတော်ရှိတဲ့နေရာမှာဒီခက်မှာတော့ဖျားเจ้าပေါ့အဲ့လိုတွားတဲ့ခါမှာရန်သူကအမြဲတမ်းနှောက်ရှက်သလားနှောက်ရှက်တယ်အဲ့ဒီနှောက်ရှက်ခြင်းကြောင့်မစားနိုင်လောက်အောင်တော့ငိုကြွေးခြင်းရှိသလားရှိတယ်ဒါပေမဲ့အမြဲတမ်းတွားသလားတွားတယ်အေလကာနာနဲ့သူမိန်းမဟဲနာတို့ရဲ့အဲ့လိုတစ္ဆာရှိခြင်းအဖြစ်ဘာဖြစ်လာတယ်လဲရှမွေလအကြီးပေါ်လာတယ်သူ့သားဒီဖယားကအိုးဖွေရအတုံးပြတဲ့သူမဖြစ်လာဘူးလားဖြစ်လာတယ်မိဘတို့ရဲ့တစ္ဆာရှိခြင်းဒီသားသမီးတွေရဲ့အကောင်းကြီးဖြစ်တယ်ရှမွေလဆိုရင်နော်ကျွန်တော်အချိန်ကြာမှာဆိုလို့100ဆက်ဖတ်တဲ့ခါမှာသူ့ရဲ့စကားတွေကိုဖယားသခင်ကကောင်းကြီးပေးလို့မြေပေါ်မှာမချဘူးလို့ပြောတယ်နော်အဲ့လောက်ထိတောင်မှဖယားရဲ့ကောင်းကြီးခံစားတယ်ဒါကြောင့်ဒီမှာရှိတဲ့သူတွေတစ္ဆာရှိနဲ့ဖယားဖက်မှာတင်တို့တွားလာမယ်ဆိုရင်ဖယားသခင်ကတင်တို့ကိုယ်တိုင်တင်တို့ရဲ့သားသမီးတွေအထိဖယားကဘာလုပ်မလဲကောင်းကြီးပေးမယ်ဒါကြောင့်တစ္ဆာရှိခြင်းဟာအင်မတန်မှအရေးကြီးသလားအရေးကြီးတယ်ဖယားကတစ္ဆာရှိတော်သူကိုလိုချင်တယ်နော်အလုတ်ထဲမှာတော့မတစ္ဆာမရှိတဲ့သူကိုအလုတ်တစ်ထဲမကြိုက်ဘူးမိသားစုထဲမှာတော့မတစ္ဆာမရှိတဲ့သူဆိုရင်မိခင်ဖခင်ကဝမ်းမြောက်မှာမဟုတ်ဘူးဖခင်ကလည်းပေလို့တော့မရအောင်ကဲတင်ချင်းရောက်ပြီဆိုရင်လေဒါပေမဲ့တစ္ဆာရှိတဲ့သူကိုဖခင်ကနှစ်သက်တယ်ဒါကြောင့်ဒီမှာရှိတဲ့သူတွေကျွန်တော်တို့လည်းတတ်နိုင်တယ်လို့နဲ့ခုနကျွန်တော်ပြောပြီးပြီနော်မတတ်နိုင်တဲ့အရာတော့ဖခင်ကခိုင်းသလားလုံးဝမခိုင်းဘူးကျွန်တော်တို့တတ်နိုင်တဲ့အရာမှာတစ္ဆာရှိနဲ့လှုပ်ဆောင်ဖို့ရန်လိုအပ်တယ်တစ္ဆာရှိနဲ့အရာအရေးကြီးတယ်နော်ပုံမှန်လေတစ္ဆာရှိနဲ့နေတတ်ခြင်းဟာကောင်းကြီးဖြစ်တယ်နောက်ဆုံးကျမ်းပိုက်ဖတ်ရအောင်လေနော်အဲ့ဒီဖယားเจ้าမှာတစ္ဆာရှိနေတဲ့သူကျမ်းစာထဲမှာရှိတဲ့အရာလေးတွေကိုကျွန်တော်ဖော်ပြတာနော်လူကာအခန်းကြီး2အငယ်36နဲ့39ကိုဖတ်မယ်ဒီကျမ်းဖတ်ပြီးမှအဆုံးသတ်မယ်နော်အဲနာရဲ့အကြောင်းခုနကတော့ဘာတူလဲဟဲနာအခုကျတော့အဲနာကဲဖတ်မယ်နော်အာရှာအမျိုးဖြစ်သောဖနွေလ၏သမီးအဲနာအမည်ရှိသောပရောဖက်မတယောက်ရှိ၏သူသည်ပြိုသောအရွယ်မှစ၍ခုနှစ်တာလီနဲ့နေပြီးလျှင်အသက်ကြီးရင်၍အနှစ်84နှစ်ခတ်မြတိုင်းမုတ်ဆိုးမှဖြစ်လျက်ဆူတောင်းခြင်းနဲ့အစာဆောင်ခြင်းအဖြစ်နေညမပြတ်ဖယားဝတ်ကိုပြု၍ဗိမာန်တော်နဲ့မခွာဘဲနေ၏အယံကောင်းတဲ့သူဖြစ်တယ်နော်ဗိမာန်တော်နဲ့မခွာဘဲနေ၏တဲ့ did not depart from the temple ဗိမာန်တော်နဲ့မခွာဘူးတစ္ဆာရှိယောက်ျားနဲ့ဘယ်နှစ်ပဲနေလဲ9နှစ်ပဲနေတယ်တဲ့အနှစ်84နှစ်တိုင်အောင်သူကဗိမာန်တော်ထဲမှာနေတယ်ဖယားမှာတစ္ဆာရှိသလား
ရှိတယ်ကျွန်တော်တို့ဖယားကိုယုံကြည်တာဘယ်လောက်ရှိပြီလဲနည်းနည်းလေးပဲရှိတယ်လေနော်သူဆိုရင်၄နဲ့9နှစ်နေတယ်ဆိုတော့အသက်ငယ်အောင်မှာသူယောက်ျားတည်သွားတာလားဒါမှမဟုတ်ရင်ဘာဖြစ်တာလဲမသိဘူးအဲ့ဒီနောက်ပိုင်းမှာဆိုရင်သူကဘာဖြစ်တယ်လဲပြိုတဲ့အရွယ်မှာယောက်ျားထပ်ယူလို့ရတယ်ဒါပေမဲ့ဘာဖြစ်လဲဖယားနဲ့သွားပြီးမှ84နှစ်တိုင်ဖယားမှာဖယားเจ้าနဲ့မခွာဘဲနဲ့နေတယ်လုံးဝမခွာဘူးနော်ဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့သူတွေဖယားအဲ့ဒီလူတွေဒီနေ့မြေကြီးပေါ်မှာတော့မှသူတို့နာမည်ကျွန်တော်တွေ့ရတယ်နော်တနေ့ကြရင်ဖယားသခင်စီမာဆိုရင်အခုဒီအမှုတွေအားလုံးဒီတင်းငယ်တော့အမှုဖြစ်တဲ့မြေကြီးပေါ်ဥစ္စာကောင်းကင်မှာဆိုကြီးတော့အမှုအချင်းကိုအကုန်ခံကြမှာဖြစ်တယ်နော်အဲ့ဒါကိုတွေ့ရတယ်